မင်္ဂလာပါခင်ဗျာ Football Center page ကနေပြန်လဲကြိုဆိုလိုက်ပါတယ် subscribe မလုပ်ရသေးတော့ subscribe လေးလုပ်သွားပေးပါဦးခင်ဗျာပြောင်းရွှေ့ပိတ်ခန့်ဒီချိန်မှာလီဗာပူးအသင်းရဲ့တောင်မန်တိုက်စစ်အားဖြည့်မှုဟာတော်တော်လေးအပူချိန်မြင့်တက်လာခဲ့ပါပြီ Brighton တောင်မန်ကစားသမား Jacobo Minter အတွက်ကမ်းလှမ်းမှု2ကြိမ်လုံးပယ်ချခံခဲ့ရပြီးတဲ့နောက်မှာတော့လီဗာပူးတို့က Crystal Palace ရဲ့ Senegal တောင်မန်တိုက်စစ်မှု Ismaila Sarr ဘက်ကိုဦးလှည့်လာခဲ့ပါတယ်အသက်22နှစ်အရွယ်မင်တေးအတွက်လီဗာပူးတို့ပေါင်တန်း90နဲ့တန်း60အထိကမ်းလှမ်းခဲ့ပေမဲ့လည်း Brighton ဘက်ကညှင်းဆန်ခဲ့တာပါဒါကြောင့်ပြီးခဲ့တဲ့ရာသီက Palace အတွက်22ဂိုးထိသွင်းယူပေးထားတဲ့ညာတောင်မန်ကစားသမား Ismaila Sarr ကိုခေါ်ယူဖို့ကြိုးပမ်းလာတာဖြစ်ပါတယ်လီဗာပူးဘက်ကကမ်းလှမ်းမှုတွေလုပ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့လည်းနှစ်ဖက်ကလပ်နှစ်သင်းလုံးကတော့ဒါကိုညှင်းဆိုထားပါတယ်ဒါပြင် Crystal Palace ဘက်ကလည်း Sarr ကိုဒီနေရာမှာရောင်းထုတ်ဖို့ဆန္ဒမရှိပါဘူးအချိန်ထဲမှာပဲလီဗာပူးက PSG ရဲ့ပြင်သစ်တောင်မန်ကစားသမား Bradley Barcola ကိုခေါ်ယူနိုင်မှုအတွက်လည်းဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေပါတယ်အင်္ဂါနေ့ပြောင်းရွှေ့ရာသီမပိတ်ခင်မှာတော့တောင်မန်ကစားသမား2ယောက်ထိခေါ်ယူသွားဖို့ကိုလီဗာပူးတို့ပြစ်မှတ်ထားနေတာပါ Crystal Palace နီးပြ Piacic ကတော့ Ismaila Sarr နဲ့ Mateta တို့ကိုအသင်းမှာပဲဆက်ထိန်းထားခြင်းနေပါတယ်။ Sarr နဲ့ပတ်သက်လို့နီးပြကသူ့မှာစာချုပ်တက်တန်3နှစ်ကျော်ကျန်နေတာမို့အသင်းကနေထောက်ကောက်ဖို့ဆိုတာမလွယ်ပါဘူး။လီဗာပူးတို့အသင်းကြီးရဲ့စိတ်ဝင်စားမှုကိုရတဲ့အခါတွေ့တွေ့သွားတာမျိုးဖြစ်နိုင်ပေမဲ့လက်ရှိမှာတော့သူကကျွန်တော်တို့ကစားသမားပါပဲ။ဒဏ်ရာရနေလို့ပွဲမပါနိုင်သေးတာဖြစ်ပြီးတော့စိတ်တစ်ပိုင်းနဲ့ပတ်သက်လို့ဘာပြဿနာမှမရှိပါဘူးလို့ပြောကြားသွားပါတယ်။ပြောင်းရွှေ့ဈေးကွက်ပိတ်ဖို့ရပ်ပိုင်းပဲလိုရတဲ့အချိန်မှာလီဗာပူးအလိုရှိနေတဲ့တောင်မန်တိုက်စစ်မှုတွေရခေါ်ယူထားနိုင်မလားဆိုတာကတော့ပြည်သက်တွေစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။နောက်ထပ်သတင်းသဘုတ်အနေနဲ့ပြောင်းရွှေ့ရာသီမပိတ်မီမှာပဲချက်စီးအသင်းကတော့အာဂျင်တီးနားကမ္ဘာဖလားရတဲ့ဂိုးသမားကြီးဖြစ်တဲ့အီမီလီယာမာတီနက်စ်ကိုခေါ်ယူဖို့အတွက်ကိုယ်စားလှယ်တွေနဲ့စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။အသက်33နှစ်အရွယ်မာတီနက်စ်ကဒီလအစပိုင်းကဘာမာအသင်းကနေဂျပန်ဂိုးသမားဇီယွန်ဆူဇူကီကိုပေါင်တန်း30နီးပါးနဲ့ဗီလာဘက်ကခေါ်ယူလိုက်နိုင်နေပြီးတဲ့နောက်အသင်းကနေထွက်ခွာဖို့လမ်းပွင့်သွားခဲ့တာပါ။ချက်စီနဲ့အက်စတွန်ဗီလာတို့အကြားမှာအပြောင်းရွှေ့ဆက်ဆံရေးတော်တော်လေးအဆင်ပြေကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှမော်ဂန်ရောဂျာကိုကလပ်စံချိန်တင်ပေါင်118သန်းနဲ့ချက်စီကခေါ်ယူခဲ့လို့ဂါနာချိုကလည်းအပြန်အလှန်ဖြစ်အက်စတွန်ဗီလာစီအငှားနဲ့ပြောင်းရွှေ့ခဲ့တာပါ။ဒါအပြင်ချက်စီတိုက်စစ်မှုနီကိုလက်ဂျက်ဆင်ကလည်းနီးပြအောင်ဦးနိုင်အမရီရှိရဲ့ဗီလာစီပြောင်းရွှေ့ဖို့ဖြစ်နိုင်ရည်ရှိနေပါတယ်။မာတီနက်စ်ကိုဂျူဗင်တက်အသင်းကလည်းခေါ်ယူဖို့ကြိုးပမ်းခဲ့ပြီးပေမဲ့လက်ချောင်းတန်ရာပြတ်နာကြောင့်ပြောင်းရွှေ့ပြက်ပြဲသွားခဲ့ရပါတယ်။ဒီပြောင်းရွှေ့ဖြစ်လာရတာကတော့လက်ရှိနံပါတ်1ဂိုးသမားရောဘတ်ဆန်ချက်ရဲ့ခြေစွမ်းပိုင်းလိုအပ်ချက်တွေကြောင့်ဖူအန်နဲ့ယာဒီဖွင့်ပွဲစဉ်မှာဆန်ချက်ရဲ့အမားတချို့ကြောင့်ရေးကြီးဂိုးတွေပေးလိုက်ရတဲ့ဝေဖန်မှုတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ဒါပေမဲ့နီးပြဇာဗီအလွန်ဆိုကတော့ဆန်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသင်းလိုက်တိုးတက်မှုအကြောင်းအရာတွေကိုပဲပုံမှန်ဆွေးနွေးခဲ့တာပါ။ပွဲတိုင်းကအရေးကြီးလို့အသင်းကိုပိုကောင်းအောင်ပြင်ဆင်နေတဲ့လုပ်ငန်းစဉ်တွေမှာပဲရှိပါသေးတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင်ကြာပြီးနေလူတန်နောက်နဲ့ကာရာဘောဖလားပွဲမှာအငှားကနေပြန်ရောက်လာတဲ့လူငယ်ကူရမမိုက်ပန်နာပါဝင်လာခြင်းတွေနဲ့ပြောသက်ပြီးတော့လဲသူလူစင်ငယ်စင်းမှာပါဝင်လာမှုပွဲထွက်ဖို့အခွင့်အရေးရှိပါတယ်။ပွဲထွက်လူစင်းကိုတော့ပွဲမစခင်ကစားသမားတွေကိုပဲပထမဆုံးအသိပေးသွားမှာပါလို့ဖြေကြားသွားပါတယ်။ကိုရမနေရာအတွက်အမှားမခံကျင်တော့တဲ့ချက်စီအနေနဲ့တော့တွေ့ကြုံချင်းမာတီနက်ကိုအချိန်မီရခေါ်သွားနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ Manchester City အသင်းကဒီနေ့မှာပဲလိုင်လီအသင်းရဲ့မော်ရိုကိုကွင်းလယ်လူလေးအယူဘူအတီကိုပေါင်85.6တန်းနဲ့စံချိန်တင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ဒီပြောင်းရွှေ့ခြင်းကြောင့်အသက်16နှစ်အရွယ်ဘူအတီဟာပရီးမီးယားလိသမိုင်းမှာကြေးကြီးဆုံးလူငယ်ကစားသမားဖြစ်လာခဲ့ပါတယ်။ဘူအတီဟာမန်စီးတီးနဲ့9နှစ်စာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးတော့စာချုပ်အရပြောင်းရွှေ့ခြင်းပေါင်81.4တန်းနဲ့ထပ်ဆောင်ခြင်းပေါင်4.2တန်းပေးချေရမှာပါ။မန်စီးတီးကိုရောက်ရှိလာနိုင်တဲ့ပတ်သက်လို့ဘူအတီကတော့ဒါဟာကျွန်တော်နဲ့ကျွန်တော်မိသားစုတို့အထိတ်ကိုထူးခြားဆုံးနေ့ပါ။မန်စီးတီးကကမ္ဘာအကောင်းဆုံးကလပ်ဖြစ်ပြီးတော့အခုလိုမန်စီးတီးကစားသမားဖြစ်လာတာဟာအိမ်မက်တစ်ခုအမှန်တကယ်ဖြစ်လာတာပါ။မန်စီးတီးရဲ့ကစားဟန်ကိုကျွန်တော်ဘောချခဲ့တာကြာပါပြီလို့ဝမ်းသာအားရပြောသွားခဲ့ပါတယ်။ဘူအတီယာပြီးခဲ့တဲ့ကမ္ဘာဖလားမှာမော်ရိုကိုအသင်းကိုကွာတာဖိုင်နယ်ထိတက်ရောက်ခဲ့တဲ့ပွဲစဉ်တွေမှာခြေစွမ်းပြခဲ့လို့လိုင်လီအသင်းမှာလည်းအသက်16နှစ်နဲ့ပထမအသင်းကြီးအတွက်စတင်ကစားပေးခဲ့သူပါ2024ခုကလိုင်လီကရီယယ်မက်ဒရစ်ကိုအနိုင်ရတဲ့ချန်ပီယံလိပွဲစဉ်မှာလည်းတောက်ပတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်မန်စီးတီးနီးပြအန်ဆိုမာရက်စကာကကွင်းလယ်လူဖြစ်တဲ့ရိုဒရီတီဂျာနီရိန်းစာတို့ရောင်းထုတ်ပြီးတဲ့နောက်အသင်းရဲ့ကွင်းလယ်ပိုင်းကိုပြန်လည်ပြင်ဆင်နေတာပါအခုရောက်ရှိလာတဲ့ဘူအတီယာပေါင်116တန်းနဲ့ခေါ်လာတဲ့အေလီယော့အန်ဒါဆန်နဲ့အတူမန်စီးတီးရဲ့ကွင်းလယ်တစ်ကိုပုံဖော်သွားမှာဖြစ်ပါတယ်လူငယ်ကျဲဝဲဘွယ်ဒီတယောက်ပရီးမီးယားလိရဲ့ဖိအားတွေကိုကြော်ဖြတ်ပြီးတော့မန်စီးတီးကွင်းလယ်မှာဘယ်လောက်ထိခြေစွမ်းပြသွားနိုင်မလဲဆိုတာကိုတော့ပြည်သက်တွေစိတ်လှုပ်ရှားစွာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Newcastle United အသင်းကတော့ Manchester City ကွင်းလယ်လူ Nico Gonzalez ကိုစာချုပ်ပါအပိုစုကြီးတွေအပါအဝင်စုစုပေါင်းပေါင်း52တန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီနေရာဒီမှာ Newcastle အသင်းရဲ့အဓိကထောက်တိုင်နေဖြစ်တဲ့ Bruno Guimaraes, Sandro Tonali, Anthony Gordon နဲ့ Kieran Trippier တို့ကိုလက်လွတ်ခဲ့ရတာပါ။အဲဒီနောက်ပိုင်း Europa Club တွေကနေပဲကစားသမားတွေခေါ်ယူနေခဲ့ပေမဲ့ Premier League တွေ့ကြုံရှိတဲ့ကစားသမားတယောက်ကိုအသင်းမှာအရေးကြီးလိုအပ်နေရဖို့သဘောပေါက်သွားခဲ့ကြတာပါ။ပေါ်တိုအသင်းကနေရောက်ရှိလာပြီးတော့ Premier League မှာတရားဒီပွဲပဲကျင်းလည်ရသေးပေမဲ့လည်းအသက်24နှစ်ရွယ်စပိန်ကွင်းလယ်လူ Nico Gonzalez ကနီးပြတဲ့မာလီယာဂျိုက်စလီရဲ့လက်အောက်မှာပုံမတိုးတက်လာနိုင်တဲ့ပြစ်မှတ်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Gonzalez က Man City ကနေမထွက်ခွာခြင်းမှုလို့အစောပိုင်းမှာပြောကြားခဲ့မှုပါတယ်။ဒါပေမဲ့ Man City ဘက်က Elia Anderson ကိုပေါင်116တန်းနဲ့ခေါ်ယူခဲ့လို့လိုင်လီလူငယ်ကျဝစ်ဘူအဒီအတွက်လည်းပေါင်83.6တန်းနဲ့ခေါ်ယူခဲ့တာကြောင့်အသင်းမှာသူ့အတွက်နေရာမရှိတော့တာပါ။သူကဘုံမောက်ကို2ဂိုးတကူနဲ့နိုင်ရခဲ့တဲ့ Man City ရဲ့ယာတီအဖွင့်ပွဲစဉ်မှာလူစားဝင်ကစားခွင့်တော့မရခဲ့ပါဘူး။ခုဆိုရင် Gonzalez က Bernardo Silva, Rodri, Tijani Reina တို့ပြီးရင်ဒီနေရာဒီမှာ Man City ကနေထွက်ခွာတဲ့၄ယောက်မြောက်အဓိကကွင်းလယ်ကစားသမားဖြစ်လာခဲ့ပါပြီ။ Newcastle အသင်းဟာယာတီဖွင့်ပွဲမှာ Liverpool ကိုကပ်ပြီးရင်းနေခဲ့ပေမဲ့လည်းဒီနေရာဒီမှာကစားသမားအသစ်6ယောက်ထိခေါ်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းနီးပြဂျိုက်စလီကအသင်းမှာလွယ်ချက်တွေရှိနေသေးတဲ့ပြင်ဆင်မှုတွေထပ်မံပြုလုပ်သွားမယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ Arsenal စီရောင်းထုတ်လိုက်ရတဲ့အဓိကကစားသမား Bruno Guimaraes ရဲ့နေရာမှာတော့ Gonzalez ဟာကွက်တီဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့ရာသီဥပထိပ်သီး9တီးကကွင်းလယ်လွေထဲမှာ Gonzalez ကတပွဲကိုပြိုင်မဲ့စီကနေဘောလုံးပြန်လူနိုင်မှု high turnover rate က2.3 ချိန်ထိရှိခဲ့လို့ထိပ်ဆုံးကနေဥဆောင်ခဲ့လို့ပြိုင်မဲ့ခံစစ်ကိုထိုးပေါင်းတဲ့နဲ့ပေးပို့နိုင်မှုဖြစ်တဲ့ line breaking pass တွေမှာလည်း Premier League ရဲ့ထိပ်တန်းကွင်းလယ်လူ9ယောက်ထဲမှာပါဝင်နေခဲ့တာပါ။ဘောလုံးပိုင်ဆိုင်ထားချိန်ရောမရှိချိန်တွေမှာအရေးသွေးမြင့်မားတဲ့ Nico Gonzalez တယောက်စိန်ချမ်းဘက်မှာအဓိကကစားသမားတွေဘယ်လောက်ထိတောက်ပလာမလဲဆိုတာကိုရင်ကုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တော့အပြောင်းရွှေ့ရာသီမပိတ်မီမာနေကွင်းလယ်ပိုင်းအပြောင်းလဲတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့ Manchester City အသင်းဟာ Chelsea အသင်းရဲ့ Argentina ကွင်းလယ်လူ Enzo Fernandez ကိုခေါ်ယူဖို့အတွက်ပထမဆုံးတရားဝင်ကမ်းလှမ်းမှုကိုစတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။ Man City နီးပြ Enzo Maresca ကဒီနေရာဒီမှာ Rodri, Bernardo Silva, Nico Gonzalez နဲ့ Tijani Reina တို့လိုကွင်းလယ်လူအများပြားကိုလက်လွတ်ခဲ့ရတာကြောင့်အသက်25နှစ်ရွယ် Enzo Fernandez ကိုအသင်းရဲ့အဓိကပြစ်မှတ်ဖြစ်သတ်မှတ်ထားတာပါ။ Chelsea ဘက်ကလည်း Man City ရဲ့စိတ်ဝင်စားမှုကိုသိရှိထားပြီးတော့ပေါင်တန်း120ထိလိုချင်နေတာဖြစ်ပါတယ်။ပြောင်းရွှေ့ဈေးကမပိတ်မီပါပဲ Man City ဘက်ကတရားဝင်ကမ်းလှမ်းလာဖို့မျှော်လင့်ရပြီးတော့ဒီပြောင်းရွှေ့တာအထမြောက်ခဲ့ရင်တော့ Premier League သမိုင်းမှာစံချိန်တင်အမြင့်မားဆုံးပြောင်းရွှေ့ကြေးတွေကတစ်ခုဖြစ်လာမှာပါ။ပြောင်းရွှေ့သတင်းတွေထွက်ပေါ်နေပေမဲ့ကွင်းလယ်လူမော်ဆက်ကန်စီတို့ဒဏ်ရာရရှိနေတာကြောင့်ကြာပေးနေမှကစားမဲ့လူတန်တောင်းတဲ့ကာဗာဘလာပွဲစဉ်မှာ Enzo Fernandez ကတော့ပါဝင်ကစားသွားဖို့ရှိနေပါတယ်။ Chelsea နီးပြဇာဗီလွန်ဆိုကတော့ Enzo နဲ့ပတ်သက်ပြီးတော့သူလေ့ကျင့်ခန်းတေချာဆင်းနေပါတယ်။တကယ် professional ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ဒီပွဲမှာပါဝင်လာမှာပါ။ကျွန်တော်တို့အကောင်းဆုံးအသင်းသတင်းကိုပဲတည်ဆောက်ချင်ပြီးသူ့ရဲ့အရေးသေးကိုလည်းတည်ထားတာမို့ခြေနေကိုဆက်ကြည့်သွားပါမယ်လို့ပြောကြားခဲ့ပါတယ်။ Enzo Fernandez ကပြီးခဲ့တဲ့ match လက Chelsea အသင်း Champions League ကနေထွက်ခွင့်ရပြီးတဲ့နောက်ပိုင်းအသင်းမှာဝေဖန်မှုတွေပြုလုပ်ခဲ့လို့ Real Madrid အသင်းနဲ့လည်းသတင်းတွေထွက်ပေါ်ခဲ့တာကြောင့်အသင်းမှာအခြေအနေတွေရှုပ်ထွေးနေခဲ့တာပါ။ပြီးခဲ့တဲ့အသင်းသားနဲ့ Fulham နဲ့ပွဲစဉ်မှာလူစားဝင်ကစားခဲ့ချိန်မှာလည်းအင်္ဂလန်ပရိသတ်အချို့ရဲ့လောင်ပြောင်မှုကိုခံခဲ့ရပြီးတော့ပွဲပြီးမှအသင်းမော်တွေထက်ဒွေလဲခန်းတွေကိုစောစီးစွာဝင်ရောက်သွားခဲ့ပါတယ်။နီးပြဟောင်း Maresca နဲ့ပြန်လည်လက်တွဲကျင်တဲ့ Enzo Fernandez တယောက်ပြောင်းရွှေ့ရာသီမပိတ်မီမှာပဲ Manchester City စီရောက်ရှိသွားမလားဆိုတာကိုတော့ပရိသတ်တွေစိတ်လှုပ်ရှားစွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကြိုက်နေတဲ့ဆိုရင်တော့ like and share နဲ့ subscribe လေးပြုလုပ်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ